အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ကကောင်းကင်ဘုံတကယ်ရှိလားမိမ့်မှန်တကယ်ရှိလားဆိုတော့ကျွန်တော်တို့ AI ကိုမေးကြည့်မယ်အဲ့တော့ AI ကကျွန်တော်တို့တကယ်ကိုပညာရှိအယောက်တစ်သန်းရဲ့အဖြစ်ဆိုတော့ AI ကဘယ်လိုဖြေမလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်နော် Okay ဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ပြပါဦးဗျ Okay ကျွန်တော်တစ်ချက်မေးကြည့်မယ်Okay ကောင်းကင်ဘုံဆိုတာတကယ်ရှိလားဗျမိမ့်မှန်ဆိုတာရောတကယ်ရှိလားပြောပြပေးပါဆိုပြီးကျွန်တော်သူ့နေရာနဲ့ရှိမရှိလေးတေချာလေးမေးပေးထားတယ်ဗျအဲ့တော့ကျွန်တော်တစ်ချက်မေးကြည့်လိုက်မယ်ဒါဆိုရင်သူကဘယ်လိုပြန်ဖြေလဲဆိုတာကျွန်တော်တို့တွေကြည့်ကြည့်လိုက်အောင်ပေါ့နော်အဲ့တော့ဒီမှာလေးပြန်ပြောပေးထားတယ်ဒီကောင်လေးကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်လိုက်အောင်နော်โอเคကောင်းကင်ဘုံနဲ့နိဗ္ဗာန်အကြောင်းကတော့ယုံကြည်ကိုးကွယ်မှုတွေနဲ့အတွေးခေါ်ဘိုင်းဆိုင်ရာအလုံးနဲ့ဆိုင်တဲ့မိကုန်းတွေဖြစ်ပါတယ်လက်လက်မိသမျှအနစ်ချုပ်ရှင်းပြပေးမယ်ဆိုလို့ရှိရင်နံပါတ်1ကကောင်းကင်ဘုံဆိုတာတကယ်ရှိလားလို့ကျွန်တော်မေးတယ်ကောင်းကင်ဘုံဆိုတာအယူဆအရတော့ဘာသာတရားအသီးသီးမှာပုံစံမျိုးမျိုးနဲ့ရှိကြပါတယ်သိပ္ပံနိကြအမြင်ရူပဗေဒနက္ခတ္တအဗေဒအရာတော့ကျွန်တော်တို့မြင်နေရတဲ့ကောင်းကင်ယံမှာမြို့ရွာတွေဘုံဗိမာန်တွေရှိနေမျိုးတက်တည်မပြနိုင်သေးပါဘူးဘာသာရေးအမြင်ရတော့ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာတွေမှာတော့ကောင်းကင်ဘုံသို့မဟုတ်နတ်ပြည်ဆိုတာကုသိုလ်ကောင်းမှုပြည်သူတွေတိမ်လွန်ပြီးနောက်ရောက်ရှိရာအလုံးတာယာတဲ့ဘုံဘဝအဖြစ်ယုံကြည်ကြပါတယ်ဒါမျက်မြင်ထက်ယုံကြည်မှုနဲ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာထောက်ထားတဲ့အပေါ်မှာမူတည်ပါတယ်နံပါတ်1နိဗ္ဗာန်ဆိုတာဘယ်နေရာမှာလဲဘာသာယူဆအရနိဗ္ဗာန်ဆိုတာနေရာဌာန location တစ်ခုမဟုတ်ပါဘူးဒါလူများစုအထင်မှတ်တဲ့အချက်တစ်ခုပါနေရာမဟုတ်တဲ့အခြေအနေနိဗ္ဗာန်ဆိုတာနတ်ပြည်လို့ပြမပြည်လို့တွားရောက်နေထိုင်ရတဲ့မြို့ရွာအဆောက်အဦမဟုတ်ပါဘူးကိလေသာငြိမ်းအေးခြင်းလောဘဒေါသမောဟဆိုတဲ့ပူလောင်မှုတွေလုံးဝချုပ်ငြိမ်းသွားတဲ့အခြေအနေstate အခြေအနေတစ်ခုဖြစ်ပါတယ်တန်တရားမြတ်လွတ်မြောက်ခြင်းတဟန်ပြန်လဲမွေးဖွားခြင်းအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခဆံဝင်ကနေလုံးဝလွတ်မြောက်သွားတာကိုဆိုလိုပါတယ်အနည်းချုပ်ပြောရရင်နိဗ္ဗာန်ဆိုတာဘယ်မြေပုံမှရှာလို့မရပဲမိမိရဲ့စိတ်တရံမှာရှိတဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်မှသာလေရရှိခံစားနိုင်မယ့်အမြင့်မြတ်ဆုံးဉာဏ်ဉာဏ်မှုသာဖြစ်ပါတယ်ဒီကြောင့်တရားတွေကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့တွေသူပရမထပ်ပြီးသူပရမရှင်းပြတာကျွန်တော်တစ်ချက်ကြည့်လိုက်တာတော့ကျွန်တော်ဟိုနိဗ္ဗာန်ဆိုတာဘယ်ဘုံမှာလဲဘယ်နေရာမှာလဲဆိုရင်ဥမာမိကြောက်လေးတစ်ခုကိုဟူတဲ့ဆိုရင်မှုတ်လိုက်မယ်အဲ့မိတော့ကလုံးဝကိုငြိမ်းသွားတယ်အဲ့ငြိမ်းသွားတဲ့မိတော့ကရောဘယ်နေရာမှာတည်ရှိတာလဲဘယ်ရက်ကိုသွားတာလဲဘယ်နေရာမှာငြိမ်းတယ်လဲဆိုတာဘယ်လို့မပြောလို့မရပါဘူးအဲ့တော့မိတော့ကငြိမ်းသွားပြီဆိုတော့ကဘာမှမရှိတော့ပါဘူးတရားကိုသူကနိဗ္ဗာန်လို့ပထမသူတင်စားပြီးတော့ပြပြပေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တွေဒါကျွန်တော်တို့ကောင်းကင်ဘုံနဲ့နိဗ္ဗာန်ဆိုတာတကယ်ရှိမရှိလေးကိုကျွန်တော်မိတ်ဆွေများအတွက်အမြောက်ပေးလိုက်ပါတယ်ဗျโอเคကျွန်တော်နောက်မိကုန်းတစ်ခုထပ်မေးမယ်ဗျနောက်မိကုန်းတစ်ခုကတော့ကောင်းကင်ဘုံမသိသက်မိမယ်နော်ကျွန်တော်ကောင်းကင်ဘုံပဲတစ်ချက်ဆက်မိမယ်ကောင်းကင်ဘုံဆိုတာတကယ်ရှိလားဗျကျွန်တော်မေးမယ်ကောင်းကင်ဘုံပဲကျွန်တော်မေးလိုက်မယ်နော်โอเคဒါဆိုဒီမှာဖြည့်ပြပါပြီကောင်းကင်ဘုံရှိမရှိဆိုတာကတော့ကျွန်တော်တို့ကြည့်တဲ့ရှုထောင့်ပုံမှာအများကြီးမူတည်နေပါတယ်ဗျနံပါတ်1ဘာသာရေးယုံကြည်မှုနဲ့ရှုထောင့်ဘာသာရေးတရားတော်များဗုဒ္ဓဘာသာခရစ်ယာန်အစ္စလာမ်စသဖြင့်မှာတော့ကောင်းကင်ဘုံဓမ္မမို့နတ်ပြည်ဆိုတာတကယ်ရှိပါတယ်လို့သတ်မှတ်ရပါတယ်ဒါလူသားတွေအတွက်အာယုံ၅ပါးမမြင်နိုင်တဲ့တခြားသောအတိုင်းအတာ dimension တစ်ခုမှရှိနေတာမျိုးပါကုသိုလ်ကောင်းမှုလုပ်တဲ့သူတွေအတွက်ဆုလက်အနေနဲ့ရောက်ရှိမဲ့နေရာဖြစ်ယုံကြည်ကြပါတယ်နံပါတ်2ကသိပ္ပံလက်တွေ့ကြရှုတော့သိပ္ပံနိကြလက်တွေ့လေ့လာမှုတွေအရာတော့ကောင်းကင်ယံမှာအဆောက်အဦတွေမြို့ရွာတွေရှိနေတဲ့ဆိုတဲ့အထောက်အထားမျိုးမတွေ့ရသေးပါဘူးကျွန်တော်တို့မြင်နေရတဲ့ကောင်းကင်ဆိုတာလေထုနဲ့အာကာသဟင်းလင်းပြင်သာဖြစ်ပါတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေကတော့ကောင်းကင်ဘုံကိုရုပ်ပိုင်းဆိုင်ရာနေရာတစ်ခုထက်စိတ်ပိုင်းဆိုင်ရာယုံကြည်မှုတစ်ခုဖြစ်မြင်ကြပါတယ်နံပါတ်3အတွေးကိုပိုင်းဆိုင်ရာရှုတော့ကနေကြည့်မယ်ဆိုရင်အချို့ကတော့ကောင်းကင်ဘုံဆိုတာစိတ်မှရှိတယ်လို့ဆိုကြပါတယ်စိတ်အေးချမ်းနေရင်ပျော်ရွှင်နေအဲ့ဒါကောင်းကင်ဘုံရောက်နေတဲ့ဒူပါပဲလို့ယူဆကြပါတယ်အဲ့တော့ဒီကုန်းချုပ်နဲ့ပြောမယ်ဆိုရင်ကောင်းကင်ဘုံရှိမရှိဆိုတာဟာယုံကြည်မှုပေါ်မှာအခြေခံပါတယ်တယောက်နဲ့တယောက်အယူဆမတူတဲ့ပေမဲ့ကောင်းကင်ဘုံရှိတယ်လို့ယုံကြည်ပြီးကောင်းမှုတွေလှုပ်ဆောင်တာဟာလူမှုပတ်ဝန်းကျင်အတွက်အကျိုးရှိစေတဲ့အချက်ပါပဲမိတ်ဆွေကရောဘယ်လိုရှုထောင့်မျိုးကနေပို့ပြီးလက်ခံယုံကြည်မိလဲသိပ္ပံနိကြရှာဖွေမှုရှာတွေ့ရှိမှုအပေါ်ဟောလားဒါမှမဟုတ်ရှင်းရုံးစင်တာယုံကြည်မှုတွေပေါ်လားဒါကတော့ကျွန်တော်မိတ်ဆွေကျွန်တော်ကိုးကွယ်တဲ့ဘာသာအလိုက်ယုံကြည်မှုတော့ကွဲသွားနေတယ်ပေါ့တော့ခရစ်ယာန်နဲ့ခရစ်ယာန်လိုမလို့ယုံမယ်
Islam နဲ့ Islam လို့ယုံမယ်ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓဘာသာလို့ယုံမယ်ဒါကတော့ကျွန်တော်တို့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ဒါပေမဲ့သူပြောပြသွားတဲ့အနှစ်ချုပ်ပြောရမယ်ဆိုရင်ဘာသာအလိုက်ယုံကြည်မှုတွေရှိတယ်တိတ်ပဲနေကြကတော့ဒါမျိုးလေးသူတို့တော့မယုံကြည်ဘူးပေါ့နော်โอเคဒါလေးကိုမြောက်ပေးတာဖြစ်ပါတယ်ဗျအမေရှိမှတဲ့ခုလိုဒီချက်ပို့ပြီးတော့ပေါ့နော်ဒီတဲ့ထဲဝင်နည်းနည်းချိုသိချင်နေရင် Gemini AI ကိုမေးကြည့်ပါလို့ကျွန်တော်လာပြီးမြောက်ပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ